မရှိပြိုင်းတော့ ဘာလဲမရှိပြိုင်းတော့ မရှိတော့မလို့ဘူးလား မလို့ ပြိုင်းတော့ကတော့မတီးဘူးလား တီးတာပေါ့ လို့တီး လို့ တိတ်ဆိုရဲလိုပြူမလူပြူဖြစ်တော့မှာပေါ့လိုတိဆိုတော့နေလူစင်မမီတာပြောနေတာ ငါမပြောလဲ85နှစ်သူသိတယ် လိုပြူမလူပြူဖြစ်တော့မှာပေါ့ ဘာဖြစ်တယ်လိုတီးဒီရမောင်းကြီးနဲ့တော့မဖြစ်နိုင်ပါခုမှဆရာဝန်ရောက်နေကဲတပည့်ရေထမိန်နေတယ် ကဲမင်းသမီးအမောရောက်မှအပြောထောက်ကြစို့ခစ်တာလေး ဒီဘက်ကကိုကိုသိန်းစုံ အေးကူတီးဆိုရဲအမလေးကုံရကျိုးနဲ့ပြီးစီဆိုင်မှာရှင်းနေရောက်ပြီးလူအောင်မှာကိုကြီးကိုမေးစေမိမနဲ့ပတ်သက်လာလို့ပြဿနာတက်ရှင်တက်ပြီသည် ကိုသိန်းစုံ မလျှော့ဘူးဟာသူကနော် ဒီဘန်တနာတော့ယူပြီမနန်းဝင်ပြီလာလုံးဒီဘန် ဒီဘက်ကကိုကိုသိန်းစုံ အေးကူတီးဆိုရဲအမလေးကုံရကျိုးနဲ့ပြီးစီဆိုင်မှာရှင်းနေရောက်ပြီးလူအောင်မှာကိုကြီးကိုမေးစေမိမနဲ့ပတ်သက်လာလို့ပြဿနာတက်ရှင်တက်ပြီသည် ကိုသိန်းစုံ မလျှော့ဘူးဟာသူကနော် ဒီဘန်တနာတော့ယူပြီမနန်းဝင်ပြီလာလုံးဒီဘန်မနန်းဝင်ပြီမာယာပရိရဲ့နှစ်တွဲဆက်လို့ရက်ဆက်မှုပေါင်းရက်ဆက်မှုပေါင်းတရပူဆောင်ရဲ့ရက်ဆက်တာတို့ရိုက်ပြီးရက်ဆက်ဗျာအိုးလာတာအတဲလွာမြေမီဒေဝီခင်းမှာတပါအင်အားတူပဲပြိုင်ကျွန်တော်မျိုးဖြစ်ကျွန်တော်မျိုးဖြစ်မနိုင်ပါပြီမနိုင်ပါဘူးဆုံးရှုံးနေတာရပြီပဲဆုံးရှုံးနေတာရင်မပိုက်လို့ငိုရှိုက်ခါအဝေးဟဲ့တဲ့ကြောက်ဘေးပါငိုဆိုင်ခါအဝေးပြေးရပါတော့ညီ ပြေးကိုမပြေးနိုင်တာဗျ ဆရာရဲ့တနာယူမလျှော့ပါနှစ်ဖူးမှလည်းချီစီတွေပြန်နေပါပြီ ကဲဖဲသားကမသမီးသချင်းတွေဆိုမယ်ဆိုရင် ဟုတ်ကဲ့ သူခက်ပေါ်သချင်းတွေကဟိုမေဆွေဆိုတဲ့သချင်းပါလေပစုံတဲ့ကလေးပဲလုံငယ်ကိုရတဲ့အခုပျောက်သွားပြီနော် ဟုတ်တယ် အော်ကိုမနှောဆိုတဲ့ဘုံအောင်နဲ့ငါကဘုံအောင်နဲ့နင်းကဒါကိုမပြေငါတဲ့ကိုကလုံးတိုက်သွားတယ်မင်းကလေးရဲ့မင်းမိုက်တယ်တနစ်ပဲပျောက်သွားတယ် ပျောက်သွားပြီဟုတ်ပါ ရွှေစစ်တာရွှေတက်ပြားစစ်တာက အဲဥစားလား ရှစ်ဟိုတော့ကမင်းသမီးကိုဆိုတဲ့အထိုးရင်းမှရွှေတက်ပြားစစ်တာ ဘယ်မင်းသမီးတို့ တို့ဘုံတင်စာကားတွေကဒေါ်မေမေဝင်းကြီးဆိုတဲ့12လရာသီ ဟာအဲ့ဒါကလေးတွေမကြောက် ဆော ဘူး ဒေါ်မေမေဝင်း12လရာသီကိုအာကိုက်ချက်ကိုက်နာဒီလိုဆိုရတာ ဘလို့များဆို တ တော့ မီးကလေးအလားလာရှိတယ်တိတိကျကျမှတ်စမ်း ဟုတ်ကဲ့ အဖဆိုပြမယ် ဟုတ်ကဲ့ပါ နောက်တော့ ဟုတ်ကဲ့ အပိုးနဲ့ လောလားအပိုးလေးစမ်း